မောင်သားချိုတောင်တန်းဘက်ထွက်လာခဲ့တယ်။ရင်ထဲမှာစိုးရိမ်မှုနဲ့ဆုံးဖြတ်ချက်တစ်ခုရှိနေတယ်။သူ့အဖေကိုတွေ့ရမယ်ဒါပေမဲ့ဘာဖြစ်မလဲဆိုတာမသိဘူး။တောင်တန်းလမ်းကခက်ခဲတယ်။လေကပြင်းပြင်းတိုက်နေတယ်။ရုတ်တရက်လမ်းဘေးမှာမဲသဇင်ပေါ်လာတယ်။ဒီတခါသူမပိုလင်းလက်နေတယ်။မင်းလာမယ်ဆိုတာသိတယ်။မောင်သားချိုမေးလိုက်တယ်။ကျွန်တော်အဖေအခုပဲမှာလဲ။သူမမျက်လုံးတည်ငြိမ်သွားတယ်။သူရှိနေတယ်။ဒါပေမဲ့သူမလွတ်လပ်ဘူး။မောင်သားချိုရင်ခုန်တန်မြန်လာတယ်။ဘသူဖမ်းထားတာလဲ။မဲသဇင်ခဏတိတ်သွားပြီးပြောတယ်။ရွာလူကြီးနဲ့သူ့လူတွေအဲ့ဒီညကအမှန်တရားကိုဖုံးကွယ်ဖို့သူတို့အတူတကွလုပ်ခဲ့ကြတယ်။မောင်သားချိုမျက်လုံးမီးတောက်တလို့ဖြစ်သွားတယ်။ဘာကြောင့်ဒီလောက်မုန်းကြတာလဲ။သူမတဖြည်းဖြည်းပြောပြတယ်။မင်းအဖေကရွာမြေကိုလူအချို့ကတိတ်တဆိတ်ရောင်းဖို့စ조사နေတဲ့အစီအစဉ်ကိုဖော်ထုတ်ခဲ့တယ်။ဒါကြောင့်သူ့ကိုရပ်တန့်ဖို့လိုခဲ့တယ်။မဲသဇင်ကိုအပြစ်ပေးပြီးလူတွေကိုကြောက်အောင်လုပ်ခဲ့တယ်။မောင်သားချိုခြေထောက်တုံသွားတယ်။ဒါဆိုမဲသဇင်မကောင်းတဲ့သူမဟုတ်ဘူး။သူမကအမှန်တရားရဲ့သားကောင်ပဲလေတစ်ချက်ပြင်းစွာတိုက်သွားတယ်။တောင်တန်းထဲဝင်သွားတဲ့အခါဟောင်းနှမ်းနေတဲ့အဆောက်အဦတစ်ခုမြင်ရတယ်။မဲသဇင်ရက်လိုက်တယ်။အဲ့ဒီထဲမှာမောင်သားချိုတကားကိုဖြည်းဖြည်းဖွင့်လိုက်တယ်။အတွင်းမှာမောင်လှေကားအောက်ကနေအတန်တစ်ခုကြားရတယ်။သားချိုမလာပါနဲ့အတန်ကသူ့အဖေလိုပဲမောင်သားချိုမျက်ရည်ဝဲလာတယ်အဖေအမှောင်ထဲကနေလူတယောက်ထွက်လာတယ်နှက်ခမ်းတွေခြောက်နေတယ်မျက်နှာပေါ်မှာအချိန်ကြာမြင့်စွာထိန်းထားခဲ့တဲ့ဝေဒနာမင်းမသိတဲ့နာတွေတည်သွားပြီးအဲ့ဒီအချိန်မဲသဇင်မျက်လုံးအနီရောင်တောက်လာတယ်အခုမှစတင်မယ်မောင်သားချိုရင်ထဲမေးခွန်းတစ်ခုပေါ်လာတယ်ဒီတွေ့ဆုံမှုကအဆုံးသက်လားဒါမှမဟုတ်အစလား